ဟုတ်ကျွန်တော်တို့ဒီမော်တာအဖောက်ဖွင့်လိုက်တော့ဒီတိုင်းလေးနဲ့ခုနကကျွန်တော်ပြောလို့အချောင်းလေးပါမယ်ပြီးဒီလိုအထုပ်ကလေးတစ်ထုပ်ပါမယ်အရင်ဆုံးကျွန်တော်တို့ကမော်တာကိုတက်မယ်ဆိုဘာရင်လုပ်မလဲသူမန်နျူကြီးပါမယ်မန်နျူကြီးကိုလှည့်ပြီးတော့အဖုံးလေးကကြတော့သူကဒီကမှလန်ပဲနဲ့ကျွန်တော်တို့ကဒီကလေးဒီကောင်ကိုဒီကလှည့်ပြီးသွားပြီဆိုတော့နောက်ကနေတွန်းထုတ်ပလိုက်တွန်းလိုက်ပြီဆိုရင်ဒါလေးကဟာသွားမယ်မလန်နဲ့နော်လန်ရင်ကျွန်တော်တို့ဒီကောင်ကျိုးမှာဆိုတော့ဟာပြီးသွားပြီဆိုရင်ပုံမှန်ဆိုဒီမှာသူကနက်တီလေးလုံးနဲ့ဒါကြီးချုပ်ထားမယ်ဒါကိုလည်းကျွန်တော်ဖွင့်ချပလိုက်တယ်ဖွင့်ပြီးသွားပြီဆိုရင်ဘယ်လိုလဲဆိုတော့ကျွန်တော်မော်တာတက်မှာဗျာမော်တာတက်မှာဆိုတော့ကျွန်တော်ဘယ်လိုလဲဆိုတော့ဒီအောက်ကအပြားကြီးကိုကျွန်တော်ကနယံမှာဝေါဘလက်နဲ့အတီဆွဲမယ်ဒါပေမဲ့မော်တာကြီးရှိနေတော့လုံမရတော့ကျွန်တော်ဘာလုပ်မလဲဆိုရင်မော်တာကိုဒီဘက်လန်ပြီးသွားပြီဆိုရင်ဒီမှာ LG နဲ့နှစ်ခုရှိတယ်ဒီကောင်ကို LG နဲ့လှည့်ပြီးတော့ဖြုတ်ချပလိုက်အဲကြမော်တာနဲ့ဒီအောက်ကအပြားကြီးနဲ့သူကွာသွားမယ်ကွာသွားတဲ့အချိန်မှာကျွန်တော်တို့ကအပြားအောက်မှာဝေါဘလက်အပေါက်6ပေါက်ရှိတယ်အဲကောင်ကိုလုံးဝအဲ့ဒီအောက်ကကျွန်တော်တို့ဆွဲမဲ့နေရာမှာနာနဲ့မာလေး6လုံးမိအောင်ဆွဲပြီးသွားပြီဆိုမှမော်တာကိုပြန်ထည့်ပြီးတော့ LG နဲ့တေချာလေးပြန်ကြက်ပေးရပါမယ်အဲကောင်လေးကြက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမော်တာကနယံကတ်ပြီးသွားပြီဆိုပါစို့အဲ့လိုချိန်ကျရင်ခုနကတော့ကျွန်တော်ပြောသလိုအဖုံးလေးကိုကျွန်တော်တို့ပြန်ဖုံးမယ်ဖုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီကောင်းရဲ့ accessory လေးထည့်လို့ရပါပြီသူရဲ့လက်မောင်းတန်လေးပေါ့ဗျာလက်မောင်းတန်ကိုဒါလေးကိုကျွန်တော်တို့ကဒီထဲကိုအမိရလေးပေါ့သူကလည်းသူကကွက်တိပဲဒီကောင်လေးကနည်းနည်းလေးဖိထည့်ပြီးလိုက်အထဲဒီပေါ့နော်ကျွန်တော်ဒီမှာတော့မပြတော့ဘူးထဲဒီထည့်မယ်ပြီးရင်ဒီကောင်လေးတစ်ချက်ထည့်မယ်ထည့်ပြီးသွားပြီဆိုဒီအိတ်ကလေးမှာပါတဲ့ဟာလေးကျွန်တော်ထုတ်မယ်ဒီ wall block တွေကကြတော့ဒါလေးသုံးရင်မသုံးဘူးဆိုလဲကျွန်တော်တို့ဒီကအဲဒီရွှေရောင်ဟာလေးသုံးလို့ရတယ်ပြီးရင်ဒီကောင်လေးတွေကဒီ net တွေပါမယ်ဒီ net တွေကဘာလေးတွေလဲဆိုရင်ဆိုပါစို့ကျွန်တော်ခုနကတော့ဒီကောင်လေးကိုထည့်ပြီးသွားပြီဆိုရင်သူဒီမှာသူ့ကိုမကျွတ်အောင်ဝါရှာခံပြီးတော့ဝါရှာနဲ့ net နဲ့ကျွန်တော်ကထည့်ပြီးဒီကကြက်လိုက်လို့ရတယ်အဲ့ဒါပြီးတော့ပြီဆိုရင်ဒီကောင်လေးကိုလည်းကျွန်တော်ကဒီတိုင်းလေးခံပြီးတော့ဒီမှာဝါရှာနဲ့နဲ့ပြန်ကြက်လိုက်လို့ရတယ်ပိုနေတဲ့ဒီအလုံးကြီးနဲ့ဒီနက်ဒီကြီးနဲ့ဒီဝက်ဝူကြီးကြတော့ကျွန်တော်ဘယ်နေရာမှာထားမလဲဆိုရင်ဒီထိတ်မှာကျွန်တော်တို့ကသွားထည့်ရတယ်ဟောလေးထည့်လိုက်ပြီဆိုရင်ကျွန်တော်ဒီမောင်းတန်ကဒီညမှာကတ်ပြီးသွားမယ်ကတ်ပြီးသွားပြီဆိုရင်ဒီအပြားကြီးကဘယ်နေရာမှာတော့ထားမလဲဆိုရင်ကျွန်တော်တကရွက်မှာတော့ဆွဲမှာလို့တူလို့လေးဒီညကတော့6နေမှာဒါအရှင်ပဲဒါလည်းအရှင်ပဲဖြစ်မှာဒါဒီနေရာကဒါလည်းသူ့ရဲ့ဒီကောင်အဲ့ဒီ